ready 1 2 3 action okay ကျွန်တော်ဒီနေ့နောက်ကပစ္စည်းတွေအကုန်လုံး giveaway ပေးသွားမှာပါနောက်တာပါဒါကျွန်တော်အမရဲ့ client မှာထားတဲ့ order တွေပါဆိုတော့ဒီနေ့ကျွန်တော် mission တစ်ခုထမ်းဆောင်ရဖို့ရှိတယ်အဲ့ဒီ mission ကဘယ်လိုလဲဆိုတော့အင်ကနေပြီးတော့ကျွန်တော် delivery ပစ္စည်းသွားဖို့ delivery ပစ္စည်းသွားဖို့ပြီးရင်အဲ့အမှာတစ်စင် macro သွား macro မှာချက်ဖာဝယ် macro မှာမရှိရင် lotus မှာ maybe ချက်ဖာဝယ်အင်ကိုပြန်လာအိမ်ကနေပြီးတော့ shopping mall ကိုသွား shopping mall ကနေပေါင်းမိနဲ့အယုတ်ခုနှစ်ခုဝယ်ပြီးရင်အိမ်ကိုပြန်လာပြီးရင်အဲ့ဒီဟာတွေကို packaging ထုတ်ပြန်ကြိုင် delivery ထားဆိုတော့အဲ့ mission က fail မလား complete ဖြစ်မလားဆိုတာကိုကျွန်တော်ဒီနေ့မှာ video record နဲ့ vlog ရိုက်ပြီးတော့ show မယ်ဒါနဲ့ဒီဗီဒီယိုက form 1နဲ့ရိုက်မှာတကြောင် auto ကိုသွားမှာတကြောင်ဖြစ်တဲ့အတွက်ကြောင့် background noise တွေပါကောင်းပါနိုင်တယ်အဲ့တော့တီးခံပြီးတော့ကြည့်ပေးပါထမင်းလေးစာပိုင်းလေးဖြည့်ပြီးတော့မှသွားပါမယ်လေဆိုပြီးတော့အောက်မှာထမင်းသွားဝယ်တာထမင်းဆိုင်အန်ဒီကဒီအေးဘူးလက်ဆောင်ပေးလိုက်တယ်တူတူကြကြအင်းကလည်းဒီနေ့မှစောင်းဝမ်းနေလာကောင်းနေတယ်တားလို့ပြီးပါပြီဒါတော့ပြီ okay ကိုပါတော့မယ်အဲလေ let's go 别他妈别他妈看这流苗，没弄那鬼也把看到你们了，他现在老干嘛呀你那么，那他的家人们在叫你耶了。တုံးလာသွားမယ်ပစ္စည်းပို့ရမယ်ဟာကိုသွားယူမယ်我的路边位，我的路边位，我胸干满开，呀呀送片没年呢，现在也比把我送。 okay ဆိုတော့ဒါအားရမယ်ပစ္စည်းဒီနားမှာဘူးပိတ်နေတော့သွားပြီးတော့ refine ပြန်လုပ်ရမှာဆိုတော့အဲ့ပထမဆုံး mission ကိုသွားမယ် let's go 我的路边位，我的路边位，我的路边位，我胸干满开，呀呀送片没年呢，现在也比把我送个比高个毛片多没我的路呗，yeah。okay ဆိုတော့ကျွန်တော်ပထမ mission တော့ပြီးသွားပြီ flash မှာ delivery အပြီးပြီနောက်တစ်ခုဒီသွားမယ်နောက်တစ်ခုဒီဘက်မှာတော့ Toki တွေတောက်လျှောက်ဖုန်နေပြီနဲ့ပြီးနာ noise အတန်တွေကတော်တော်နှောင့်ယှက်ဖြစ်နေလို့ကျွန်တော် skip လိုက်ပါတယ်အခုဆိုတော့အိမ်ကနေပြီးတော့ရုပ်ကို delivery ပို့တဲ့ mission ကတော့ပြီးသွားပြီ delivery ပို့တဲ့နေရာကနေ macro ကိုလမ်းလျှောက် Toki ဖုတ်ပြီးတော့ချီတက်နေပါပြီ okay ကျွန်တော်တို့ရဲ့ target စီရောက်ပါပြီအဲ့တော့ဒီမှာချက်ဖမေးရမယ်ချက်ဖမေးပြီးတော့ချက်ဖရရင်ဝယ်မယ်ချက်ဖမရဘူးဆိုရင်တော့ lotus မှာပဲလမ်းထိပ်က lotus မှာပဲဝယ်မယ်ကျွန်တော်ဝယ်မယ့်ချက်ဖမရှိဘူးတဲ့ဒီမှာအဲ့တော့ lotus ကိုပြန်ပြီးဝယ်ရမယ်တော့လည်းကျွန်တော်လည်းပတ်ကြည့်လိုက်အောင်ခောက်သွဲတပူးပဲစားနေတာပါဘူးပါကျွန်တော် macro မှာ wallet ကိုတိတိကျကျကင်နာပြီးတော့လာဝယ်တယ်တရက် wallet နဲ့ခောက်ဆွဲနဲ့တိကျပြုတ်စားမယ်အဲ့ဒါကိုဗီဒီယိုရိုက်ပြီးတော့တင်မယ်ကျွန်တော်ခောက်ဆွဲတွေဖာလိုက်မယ်ခောက်ဆွဲဖာရတော့ရှိချက်ဖမရှိဘူးတဲ့ okay ဆိုတော့ macro မှာလည်းကျွန်တော်ဝယ်မယ့်ပစ္စည်းကမရှိဘူးဆိုတော့ lotus ကိုကိုမယ် lotus ကိုကိုဖို့အတွက်ဆိုလို့ရှိရင်အဆိုင်ကရခေါ်အောင် shit lotus ကိုကိုပြီးလို့ရှိရင်တော့အိမ်ပြန်မယ်အခုရိုက်ထားတဲ့ဗီဒီယိုတွေဒါလည်းထည့်ပြီးလို့ရှိရင်ခဏနားပြီးညနေပြန်ထွက်မယ် shopping mall ပြန်ထွက်ပြီးလို့ရှိရင်ပစ္စည်းဝယ်ပြီးလို့ရှိရင်ပြန်လာမယ်ပြန်လာရင်တော့ဗီဒီယို edit မယ်ချက်ဖာ macro မှာမရှိလို့ lotus ကိုချီတက်နေပါပြီဆိုင်ကပေါ်ရောက်နေပြီစကားပြောတဲ့တောင်လေးတန်းလေးနဲ့ဖုန်းနေတာကိုမသိဘဲနဲ့စုပ်ပြောနေပါတယ်ဒီမှာလည်းကျွန်တော် lotus မှာရောင်းနေအောင်မေးကြည့်တယ်မရှိဘူးဆိုတော့ကျွန်တော် never ပတ်ကြည့်မယ်ပြီးရင်ပြန်မယ်ဒါwho want sauce strawberry sauce okay lotus မှာလည်းမရှိဘူး macro မှာလည်းမရှိဘူး tattoo ပါ tattoo ပါကမရှိပါဆိုတော့ပြန်မယ်ပြင်ထွက်လိုက်ထဲဝင်လိုက်နေကြရတဲ့ကင်မရာတော်တော်တော့စက်နေချိန်ရတယ်ဗျာဘန်းမှာကာလာဘန်းသွားလို့ရှိရင် quality ကရှိပေပါဒီနေ့ mission မှာတော့အပိုင်း1 2 3ကတော့ပြီးသွားပြီချက်ဖာကတော့စိတ်မကောင်းစွာနဲ့ပဲမရခဲ့ပါဘူးဆိုတော့၄နဲ့5ကိုဆက်ပြီးချီတက်မယ် let's go နားမယ်ကြိုက်ထားတဲ့တက်တွေကိုဒီရက်ထည့်မယ်ဒီနေ့ကတော့အတက်လို့ချိန်ရလို့ရှိရင်အတက်မယ်ပြီးရင်တော့ဒီတော့ဘူးလေဝတ်တီရဆင်းလာတာနဲ့ပေါ်တက် fifth floor ကိုယ်ရောက်ကိုပြန်ရောက်ပါပြီပြီးမှပြန်ထွက်မယ် You know how it goes. Bitch, you fuck, she know what I know. Kick down the door, that was all that I know. Girl, come on and I bought me a boat. Scroll my drip, take a pic, cause the drip on top, me and around with Steve. Make him do a handstand, something with me. But I be right
Okay ဆိုတော့9နာရီလဲကြော်ပြီးဗီဒီယိုကတ်တွေလည်းနည်းငယ်စီးထည့်ပြီးပြီဆိုတော့မောကိုသွားမယ်ညကြလို့ရှိရင်9နာရီကြော်လောက်မှပြန်အောင်ပါဆိုတော့ဗီဒီယို editing ကပြန်2နာရီလောက်ပဲချိန်ရမယ်အဲ့တော့ thumbnail တွေပါလောက်တာနဲ့ဆိုလို့ရှိရင်မြန်မာစံတော်ချိန်ဆို6ခွဲ10နာရီလောက်မှတင်ပြဖို့များတယ်ဒီနေရာမှာစိတ်မန်းနဲ့2နာရီပဲကြာမယ်လို့ထင်ခဲ့ပေမဲ့တကယ်2ရက်ကြာသွားပါတယ်။ vlog တစ်ခါမှမရိုက်ဘူးပဲနဲ့ဖင်ရပြီးတော့ outdoor သွားရိုက်လိုက်တာအတန် quality ကစုပ်ပြတ်သက်ထွက်သွားလို့တေချာပြန် edit ပြီးတော့မှပဲတင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အခုမောက်သွားမယ် let's go It started with a kiss on your mama's couch 2012 was nothing serious And then we caught the feels It got really real Took it to be true I guess I thought you was Yeah Why did I run away Run away Run away Hello ha Everything I know it's Okay ဒီကချိန် getting မှာပြန်ထွက်ချင်းစားတယ် But can I still be on my way Yeah I know I said goodbye and baby you said it too But when I touch your တိုင်ရထားမယ် Hello အခုဆိုရင်တော့ကိုတိုင်ဒီတယောက်အိမ်ကနေပြီးတော့ shopping mall ကိုဒိုးနေပါပြီလမ်းမှာဗီဒီယိုတွေရိုက်ခဲ့ပေမဲ့အတန်းကလုံးဝအဆင်မပြေပါဘူးမိုက်တစ်ခုဝယ်ရပါမယ် Alright so Seacon Square ကိုရောက်ပြီးကျွန်တော်လိုအပ်တာကိုသွားဝယ်မယ်ထူးထူးဆန်းဆန်းဒီရက်ပိုင်းဘာလုပ်ဖို့ရှိလို့လဲမသိဘူးမြင်းရုပ်တွေဟာဟိုမှာလည်းရှိတယ်ရောင်းလုံးဟာ Okay so let's go ပေါ်မက်ကတော့နီးတယ် Uniqlo နေရာမေ့သွားပြီလိုက်ရှာအောင်မယ် Okay ပေါ်မက်ကိုရောက်တော့မယ်ပေါ်မက်ရောက်ပါပြီ so တဲဝင်ပြီးတော့ check မယ်ပစ္စည်းရှိလားမသိဘူးမေးမယ်ဝယ်မယ်ဒီပြန်ထွက်မယ်ဘောင်းပြီးဝယ်မယ်ပြီးတော့ပြန် Alright so ပစ္စည်းကရပြီကျွန်တော်အဲ့ဒီပြီးတော့စောင့်ပြီးတော့ယူပြီးတော့ Uniqlo ကိုမယ် Okay ပေါ်မက်တော့ဝယ်ပြီးပါပြီ Uniqlo ကိုမယ်ဒီဟာတွေကလေးတယ် shit ဒါမှမသိလို့ရှိရင် Uniqlo ပဲဘောင်းပြီးရင်တော့ဝယ်လိုက်အဲကြောင့် bro လည်းတစ်ခုခုဝယ်မယ်ဆိုလို့ရှိရင်တတိထားပါပေါ်တော့ရင်ဝယ်ဒီရဲ့ပစ္စည်းဆိုင်မှာမပိတ်ဘူးပါညာဆိုရင်တော့ဖြစ်ပေါ်တော့ရင်ရွေးရတိုက်တွန်းပေးရလေ Okay ကျွန်တော်ဘောင်းပြီးတော့တွေ့ပြီဒါပေမဲ့ဒီ size ကမှန်လားပုံတဲ့ဟာနဲ့ကတော့တပုံစံမျိုးပဲဒါပေမဲ့ဒီ size မှန်လားမှားလားဆိုအမကိုမေးဖို့အမဖုန်းမကန်ဖြစ်ဆိုတော့ဒါပဲဝယ်သွားလိုက်ပါတော့မယ် Okay so Uniqlo လည်းဝယ်ပြီးပါပြီပေါ်မယ်လည်းပြီးပြီ Uniqlo လည်းပြီးပြီဆိုတော့ mission complete ပါအိမ်ကိုပြန်มาတော့မယ်အိမ်မပြန်ခင်ပြင်ကရုပ်တွေနည်းနည်းတစ်ချက်ရှိုးပါမယ်ဆိုတော့အခုပြန်မယ်ပို့ငားမယ်ဆိုင်ငယ်နဲ့ပြန်မယ်โอเคဆိုင်ကယ်လည်းခေါ်ပြီးပြီကျွန်တော်အခုဆိုင်ကယ်ပေါ်ခဏနေတက်ပါတော့မယ်ပြန်มาတော့မယ်ဆိုင်ကယ်သမားရောက်နေပြီလားတော့မသိဘူးတော်တော်မြန်တယ်ဆိုတော့ပြန်နေပါပြီဆိုင်ကယ်ပေါ်မှာပါโอเคပြန်ရောက်ပါပြီဒီနေ့ကတော့ special day ပေါ့အဲ့ဒါဆိုတော့ဟိုကတော့ကိုတနေ့ဒါလုပ်တဲ့ဟာတွေကို record ယူပြလိုက်တယ်ဆိုတော့ what theကြောက်ကွာဒီနေ့ရဲ့ပြင်ထွက်ရတဲ့ machine တွေကတော့ပြီးမြောက်သွားပြီဆိုတော့အင်္ဂါနေတော့ machine တွေနဲ့တော့ကျန်နေတယ်ကိုအင်းကိုရပြန်ရောက်ပါပြီဟာငါဘယ်နေရာသွားနေရတော့ရုပ်တယ်ဟာဟဲ့အောင်ကြီး Alright so ပြန်ရောက်ပါပြီဒီနေ့ပြင်ထွက်ရတဲ့ machine တွေအကုန်ပြီးမြောက်သွားပြီအထဲမှာ editing ပြီးတော့ delivery အပ်တာပဲလုပ်ရတော့မယ်အဲ့တော့ video ကတော့ maybe ဒီလောက်ပဲဖြစ်မယ်ထင်တယ်delivery အပ်တာတော့မထည့်တော့ထပ်ပြီးတော့ editing လုပ်ရတာလည်းတော်တော်ကြာအောင်ပါကျွန်တော်အခုလွှဲချပြီးခဏနားမယ်ခဏနားပြီးတာနားတော့မနားတော့ပါဘူး editing လုပ်တော့မယ်တခုခုတော့စားမှရမယ်ထမင်းတက်နဲ့ပဲစားရသေးတယ်ဆိုတော့ video တင်ဒီ video ကိုခင်ဗျမြင်ရလိမ့်မယ် okay so see ya Baby